ဘာလ25ရက်နေ့မှာ denomination အသီးတီကနေမလေးရှားမှာမိမိဝန်စာအတွက်ရောက်ရှိလာပြီးမှဘယ်လိုအခက်ခဲကြားထဲမဆိုရင်ဆိုင်ကြောဖြန့်အပြင်မှာခရစ်စမတ်ကာလမှာကြွရောက်လာပြီးမှကျွန်တော်တို့ကိုးကွယ်တဲ့ဖရာသခင်ကိုဂုဏ်တော်ချီးမွမ်းဖို့ရန်အတွက်ကြွရောက်လာတော့မိသားစုဝင်များအရောက်စီတိုက်ပေါ်ဖရာသခင်ထံမှလာတော့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းဒီလိုရောက်စီတိုက်ပေါ်အထူးတက်ရောက်ပါစေဟေဇယအခန်းကြီး9အငယ်14ကိုဖတ်မှာဖြစ်ပါတယ်တတုတမီကညာဒီပဋိတတိဆွေ၍တားယောက်ျားကိုဖွားမြင်လက်တထူတားကိုအေမာနွေလအမည်ဖြစ်မဲ့လက်တရှင်မတဲ့ခရစ်ကျမ်းအခန်းကြီးတစ်အငယ်18ကိုကျွန်တော်ဖတ်မှာဖြစ်ပါတယ်ယေရှုခရစ်ဒီဖွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟုမူကားမေတော်မာရိဒီယော့တက်နှင့်ထင်းများဆောင်ရင်း၍မဆက်တင်မီတန်ရှင်တော်ဝိညာဉ်တော်ကြောင့်ပဋိတတိဆွေနေ၏သူဤခင်ပွန်းယော့တက်သည်သူတော်ကောင်းဖြစ်၍မာရိအတရီကိုမပြည့်စုံခြင်းသောကြောင့်တစ်စစ်စွာဆွပြမေဟုအကြံစီ၏သူတို့အကြံစီရှိ၍နေရှင်တွေအိမ်မက်ကိုမင်ရသည်မှာဖျားထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍ဒါဝိအမျိုးယော့တက်တင်ဤခင်ပွန်းမာရိကိုထင်းသိမ်းရမည်အခွင့်ကိုမစိုးရင်နဲ့ဤပဋိတတိဒီတန်ရှင်သောဝိညာဉ်တော်ကြောင့်ဖြစ်၏တားယောက်ျားကိုဖွားမြင်လိမ့်မည်သူသားဒီမိမိလူတုကိုအပိမကဲချွတ်မဲ့သူဖြစ်သောကြောင့်ယေရှုဟုအမည်ဖြစ်မဲ့ရမည်သူတုငယ်တော်ဒီမိမိလူတုကိုအပိမကဲချွတ်မဲ့သူဖြစ်သောကြောင့်ယေရှုဟုအမည်မဲ့ရလိမ့်မည်ဟုကောင်းကင်တမန်ဆို၏သူအကြောင်းအရာမို့ကားထာဝရဘုရားသည် prophet ဖြစ်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းသည်ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့တတို့တမီကညာသည်ပဋိတတိဆွဲ၍တားယောက်ျားကိုဖွားမြင်လက်တသူသားကိုအေမာနွေလအဖြစ်ဖြစ်မဲ့ရလက်တဟုလာတတိအေမာနွေလအတက်ကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုတည်းယောတတိအိပြောယာမထလင်ထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်တမန်မာထားတဲ့အတိုင်းမိမိခင်ပွန်းကိုထိမ့်သိမ့်လေ၏သူ့တော်လဲတားအိုးကိုမဖွားမီတိုင်အောင်တာဝတ္တမပြုတ်ပဲနေ၏သူသားကိုလေယေရှုဟုအမည်ဖြစ်မဲ့လေတနေ့တော့တတိမိသားစုအတိုင်းဝဲရှိသူတို့ရဲ့အခမ်းအနားနေရတဲ့တကယ်နန်းစာနေနော်တစ်ချက်လေးလမ်းကြည့်ရတယ်အော်မှာရီကုန်းကတနေ့တော့သူ့သားလေး3နှစ်အရွယ်ရောက်လာတော့ကဲတားဦးဆိုတော့ကျွန်တော်တို့မွေးနေ့ပွဲကျင်းပရမယ်မိတ်ဆွေတွေခေါ်ထမင်းစားဖိတ်ထမင်းဝဲစားဖိတ်နော်ရောက်လာတော့သူတို့အဝဲစကားဝဲပြောကြတယ်စကားဝဲပြောကြသူ့သားလေး3နှစ်အရွယ်ကဘယ်သူမှမဆောင်ရှောက်လို့ဟူတော့ဒီတွိုင်းနဲ့ရီကိုကမှပြုတ်ကြပြီးတည်သွားရောနောက်ကျမဟာတားတို့သားဘေးရောက်သွားတယ်ငါတို့သားလေးကဘေးရောက်သွားလဲအင်တာထဲမှာလိုက်ချက်မတွေ့နောက်ကျရီကိုကမှအဲသားလေးကတည်နေမွေးနေ့ပွဲကျင်းပတာကသူ့သား3နှစ်ဒါပေမဲ့သူတို့စကားဝဲပြောနေတဲ့စပွဲမှာပြောနေလိုက်တာစီပွဲကိစ္စသူ့သား3နှစ်အရွယ်ကရီကိုကမှတည်နေကျွန်တော်ဒီနေ့မှာဖျားသခင်လောကမှာလူရတိကိုတကယ်ခံယူပါတယ်ဆိုတဲ့သင်္ကေတအနေဖြင့်ကျွန်တော်တို့ birthday ကိုကျင်းပနေခြင်းဖြစ်တယ်မွေးနေ့ရှင်ကကျွန်တော်တို့ကိုမသိရင်ကျွန်တော်ကျင်းပနေတာကအလကားပဲမွေးနေ့ရှင်နဲ့ကျွန်တော်တွေ့ဖို့ရည်ကြီးတာဖြစ်တယ်ခုနကျွန်တော်တို့အားလုံးတခြင်းတွေဆိုကြတယ်ဖျားသခင်ရဲ့တင်းရဲ့အည်ချင်းတွေတင်းရဲ့ဉာဏ်ပညာတွေတင်းရဲ့အစွမ်းတတ္တိတွေထက်တင်းရဲ့နှလုံးသားကိုဖျားလို့တော့ရှိတယ်ဟာလေလုယာကျွန်တော်တို့နှလုံးသားတော့ဖျားလို့ရှိကျွန်တော်တို့ရဲ့မနောဖျားလို့ရှိဆိုတော့ဒီနေ့မှာဖျားသခင်ရဲ့မွေးနေ့ကိုကျင်းပါတယ်သူ့တော်ယေရှုနဲ့မတွေ့ဘဲနဲ့အပြုတ်တဘောဆိုရှယ်လေးပုံစံမျိုးနဲ့နေ့စဉ်နေ့တိုင်းကျင်းပတဲ့တဘောမျိုးနဲ့ဘိမာန်တော်ဖျားကြောင်းရောက်လာပြီးမှဒီကျယ်လေးတွေဒီခရစ်မတ်ထရီလေးတွေကိုကြီးပြီးမှကျင်းနေဖို့မဟုတ်ဘူးလောကဝမ်းမြောက်ဖျားကြွလာဆိုတာကတော့အာရပါစေရှုသလားမနည်းနဲ့နော်ဒါပေမဲ့အတိတ်ပဲလေကောင်းကောင်းမစင်စားဘူး
ဆိုစသဖြင့်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကိုးကွယ်ဖို့ရန်အတွက်နော်ဖခင်သခင်ကဒီနေ့ဒီထက်လေးနဲ့တဲ့နာဝိညာဉ်နဲ့တော်လကောင်းတင်းရဲ့ဉာဏ်ရည်ဉာဏ်နဲ့တော်လကောင်းဖခင်သခင်ကသူ့ကိုချီးမွမ်းစီခြင်းနဲ့ဖခင်ဖြစ်တယ်ကဲမိခွန်းတစ်ချက်လေးမိမယ်ခရစ်စမတ်ကာလပါမိမိကိုယ်ကိုအပိတ္တာဖြစ်တယ်ဆိုတာကောင်းမွန်စွာသိရှိပါသလားဒုတိယကျွန်တော်ကျမဒီကဲတင်ဖို့လိုအပ်တယ်ဆိုတာကိုမိမိကိုယ်ကိုတကယ်သိပါသလားကျွန်တော်တို့မိမိကိုယ်ကိုအပိတ္တာမှန်းကိုမသိအရက်မတော်လို့မခိုးလို့အပိတ္တာမဟုတ်ဘူးလို့ခံယူတယ်လို့အများကြီးရှိဒီမှာလူငယ်တွေဒီနေ့ကျွန်တော်တခါမေးတယ်ကျွန်တော်တို့အပိတ္တာတွေဘုရားကဲတင်ဖို့လိုတယ်လို့ကြာကျွန်တော်အပိမရှိဘူးတဲ့အရက်လည်းမတော့ဘူးတဲ့မိမစကားလည်းကောင်းနားထောင်တယ်မလေးရှားကလေးနှစ်စီပြီးလေးနှစ်ဆိုတလတော့မှကျွန်တော်ဖုန်းကောင်းမဝယ်ဘူးလေမိမတော့မလင်ဘူးကုမ္ပဏီမှာရလာတဲ့ list ကျွန်တော်လာစားဘယ်လောက်ရလဲ1300ဆိုရင်1300 list ဖြတ်ပိုက်ကိုရတော့မှကျွန်တော်အဖြူပို့တာတပြက်တစ်ချက်မှမလင်ဘူးလို့ကျွန်တော်မှအပိပါရှိလဲရှာအော်လုံးဝခဲ့ဒုစရိုက်အပိကိုတို့မင်းနာဘီဇအပိကိုတို့မမင်းနိုင်ဘူးဖြစ်တယ်ဒါကြောင့်တခါတလေကြားရဲ့မိမိကိုယ်ကိုကဲတင်ဖို့လိုအပ်တယ်ဆိုတာကိုတိချသိရလားမခိုးလို့သူများလို့လမ်းဘေးမှာမူယူပြီးမလဲလို့ငါအပိတ္တာမဟုတ်ဘူးဆိုစသဖြင့်ခံယူတယ်လို့အများကြီးရှိတယ်တချို့ကြတော့မဟုတ်ပြဘောငါအပိတ္တာဖြစ်မှအယက်ဒီတော့မှခိုးမှအချင်းမှနော်ဖခင်ငါ့ကိုပို့ချင်မယ်ဆိုပြီးမှခံယူတဲ့ကျမ်းစာထဲမှာအများကြီးရှိတယ်မိမိကိုယ်ကိုအပိတ္တာဟုတ်တယ်လို့မိမိကိုယ်ကိုတကယ်ခံယူရဲ့လားကဲမေဒါမိခုနော်မိကိုကိုဖြီပါကိုစိတ်ထဲမှာတတိယနေဖြစ်မွေးနေ့စီယေရှုနဲ့အော်တကယ်တွေ့ပြီလားဒေါ်နယ်ထရမ့်ကိုကျွန်တော်တို့သိတယ်ဒေါ်နယ်ထရမ့်ကကျွန်တော်ကိုလုံးဝသိမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒေါ်နယ်ထရမ့်ကိုတော့သိအဲ့ဒီလိုမျိုးနဲ့ဖျားကိုကိုးကွယ်နေမှဆိုရင်ကျွန်တော်ကောင်းကင်ဘုံတို့ရောက်မှာမဟုတ်ဘူးနော်ဒီနေ့တီချာဆရာဒေါ်နယ်ထရမ့်အကြောင်းကိုကျွန်တော်ထည့်ပြောနိုင်တဲ့တူရှားရင်ရှားမှာဒါပေမဲ့ဒေါ်နယ်ထရမ့်ကကျွန်တော်မသိဘူးမင်းအွန်လိုင်းဆိုရယ်မင်းအွန်လိုင်းအကြောင်းကိုကျွန်တော်ထည့်ပူပြီးအားလုံးသိကြဒါပေမဲ့မင်းအွန်လိုင်းကခမားကိုသိသလားဆိုစဉ်းစားကြည့်နော်ကျွန်တော်တို့ကယေရှုကိုသိတယ်ကောင်းကောင်းယေရှုအကြောင်းကိုသိတယ်လက်ဝါးကားတိုင်းမှာတီးခမ်းသိတယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တကယ်ရသလားဒီနေ့တန်ရှင်တော်ဝိညာဉ်တကယ်ရသလားကဲဒါကတော့မိခွန်းဖြစ်တယ်ပြီးမှအဘယ်ကြောင့်သခင်ယေရှုကြွလာပါတည်းတင်ကောင်းမွန်စွာတည်ရလားဆိုတဲ့ခေါင်းစဉ်ဖြစ်တယ်ဆိုတော့သခင်ယေရှုလူရတိကိုခံယူတဲ့အကြောင်းရင်းကတော့အပိတ္တာတွေကိုအပေငရေကနေကယ်တင်ဖို့ပဲဖြစ်တယ် disobedient ဖျားသခင်ရဲ့ပြည့်ညက်ကိုချူးဖောက်စားပြီးချူးဖောက်လာတဲ့အခါမှာအပိဆိုတဲ့တခါလဲဝင်လာတယ်ကျွန်တော်မြင်နိုင်တယ်ကပ္ပဦးကျအခန်းကြီး3ရောက်တော့အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့ဖျားသခင်ရဲ့တရားစီရင်ခြင်းကိုကျွန်တော်မြင်တယ်အဲ့ဒီတရားစီရင်ခြင်းကန္တမှာစာတန်ကိုတရားစီရင်တဲ့အခါမှာဘာပြောလဲဆိုတော့မင်းမအမျိုးနွယ်နဲ့မွေဆိုတဲ့serpent လို့ခေါ်တယ်အင်္ဂလိပ်လို့တော့နဂါးများတာတော့မတူဘူးပေါ့နော်ဒီမွေရွမွေတော့မဟုတ်ဘူးစပကြီးမွေတော့ဘာလို့တော့မဟုတ်ဘူးဆိုနဂါးတရုတ်ပြည်မှာဆိုနဂါးတော်ကူးကွယ်နော်အဲ့နဂါးမျိုးလာတော့မတူအဲ့ဒီဥယျာဉ်မှာရောက်လာတဲ့မွေကြီးကတော့ဆိုတော့ကဲတင်းရဲ့မျိုးနွယ်နဲ့မင်းမမျိုးနွယ်ရန်ဖက်ပြုတ်လိမ့်မယ်တဲ့ဆိုတော့မင်းမမျိုးနွယ်ကတည့်ရဲ့ကောင်းကိုချီဖနှော့နဲ့ကြိတ်ပြီးအနိုင်ယူမယ်ဆိုတဲ့ဖျားသခင်ရဲ့စာတန်ကိုတရားစီရင်ခြင်းအခန်းကဏ္ဍဒီယေရှုပထမအကျင့်လူရတိခံယူပြီးမှလက်ဝါးကားတိုင်းမှာအတီချင်းအတီခံပြီးမှနော်ကျွန်တော်အတွေးအောင်အဖြစ်ကျွန်တော်အပြည့်ဝကြွေးတွေကိုစီကြောပြီးခြင်းအဲ့ဒါနဲ့ယေရှုက victory ဆိုပြီးမှအနိုင်ယူခဲ့ဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဖြစ်တယ်အဲ့ဒီဖျားကတရားစီရင်ခြင်းခန်းကန္တာနံပါတ်3မှာစာတန်ကိုတရားစီရင်တဲ့ခန်းကန္တာကတောက်ဆောက်
多嚟人將聽嘛當嘛，ဒီယေရှုဖွားမိမဲ့အကြောင်းကိုပရောဟိတ်တွေကကောင်းမှုဆိုပြောပြတယ်နောက်ဆုံးဟေဇယမိခာအနာဂတိကျမ်းမှာလည်းကျွန်တော်မြင်နိုင်တယ်ပြီးမှဟေဇယအခန်းကြီး9အခန်းကြီး9ထဲမှာလည်းတခင်ယေရှုလောကမှာလူရတိတကယ်ခံယူပါမယ်ဆိုတဲ့ prophet ပြုချက်ဒီပြီးဆိုဖို့ရအတွက်တကယ် prophet ပြုချက်ကလေးရှမတ်တဲ့ခရုအခန်းကြီး1မှာပြီးဆုံးတဲ့အကြောင်းမြင်နိုင်တယ်ပြီးတော့ကျွန်တော်တို့ဓမ္မပတိဥက္ကဋ္ဌကဖတ်သွားတယ်လုကာအခန်းကြီး2ထဲမှာအငယ်7ထဲမှာဒါဝိမြို့တော်မှာယေရှုဖျားမွေးဖွားတရားစီရင်ခြင်းအခန်းကဏ္ဍမရောက်ခင်လေးမှာစားတော်နေ့မှာအကအမှန်တည်မဲ့တဲ့အာရမ်နဲ့အေဗီကtransgressions the law of God လို့ပြောတယ်ဖျားသခင်ရဲ့ပညတ်တော်ချူးဖောက်တာနော်ချူးဖောက်လို့အပြစ်ဖြစ်သွားတာအဲ့ဒီပညတ်တော်ချူးဖောက်ရင်မှဖြစ်လေတည်မယ်လို့ပြောတယ်အဲ့မှာဖျားသခင်ရဲ့အမိန့်တော်ရဆိုလို့ရှိရင်စားတော်နေ့မှာအကမှအာဒမ်လူသားရဲ့ဝိညာဉ်နဲ့ဘုရားသခင်ကခွဲခွာသွားပြီဖြစ်တယ်ဒါကတော့ညာရေးပြောရှာမလို့လို့အားလုံးတည်ကြတယ်ထင်တယ်အားလုံးကနော်အပစ်သေးမှတည်နေတာကျွန်တော်တို့ဒါဘီယအပစ်လို့ခေါ်တယ်ဘီယအပစ်ကအာဒမ်ကနေစင်းတက်လာတဲ့လူသားအားလုံးဒီအာဒမ်တယောက်ကြောင့်အပစ်တာဖြစ်တယ်စတာလန်ဆရာကြီးကဘာပြောလဲဆိုကျွန်တော်ကြီးတဲ့အမိဝန်ကတဲ့ကနေအပစ်တာဖြစ်တယ်အပစ်နဲ့နော်မกินဘူးကဲလူဟာမွေးလာကတဲ့ကအပစ်နဲ့ပါလာတာဘီဇအပစ်ဆိုတော့ကျွန်တော်တို့ဒီဘီယအပစ်ကြောင့်ကျွန်တော်တို့ဒီတီနေတဲ့လူတွေတို့ဟာတို့အသက်ပြန်ရှင်တယ်ဆိုတာမရှိဘူးလမ်းမနေတော့ဝိညာဉ်တွေသူတို့အနေနဲ့သူတို့ပြန်မလာနိုင်ဘူးဘုရားထံမှာဒါကြောင့်မလို့တခင်ယေရှုခရစ်တော်ဘုရားဒီလူသားနဲ့ဖျားကြားထဲမှာ The Lord Jesus Christ is mediator between God and man လို့ပြောတယ်တခင်ယေရှုခရစ်တော်ဘုရားဒီလူသားနဲ့ဖျားကြားထဲမှာကြားဝင်ပြီးမှအပိတ်ကိုဖြေလွတ်ပြီးတဲ့ယေရှုဖြစ်တယ်ကျွန်တော်တို့နဲ့ဖျားကြားထဲမှာကြားဝင်ပြီးမှနေရာယူပြီးအပိတ်ကိုဖြေလွတ်ပြီးတာကတခင်ယေရှုအတွေးတော်တပါးတည်းပဲဖျားသခင်တဆူတည်တော်ရှိတယ်လူဖျားသခင်နဲ့လူတို့စัจ जा မှာလူဖြစ်တော်ယေရှုခရစ်တော်တည်ဟူသောအာမခံတူးသေးပဲရှိတယ်ဆိုတော့လူဟာအပိတ်ကနေကယ်တင်ဖို့ရန်အပင်ငရဲကနေလွတ်မြောက်ဖို့ရန်အတွက်သခင်ယေရှုခရစ်တော်တပါးတည်တာလင်ကျွန်တော်တို့လွတ်မြောက်ရလမ်းဖြစ်တယ်လူနဲ့ဖျားကြားထဲမှာလူတဦးတယောက်ကဝင်ရောက်ပြီးမှဖြစ်စင်းပြလို့မရလူနဲ့ဖျားကြားထဲမှာဖျားတပါးတည်တာလေဘာဖြစ်လဲယေရှုခရစ်တော်တပါးတည်တာလေကြားဝင်ပြီးမှနော်ကျွန်တော်တို့ရဲ့အပိဝတ်ကြွေးကိုဆက်ပြီးတော့တခင်ယေရှုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့ဆိုလိုတာကတော့ကယ်တင်ခြင်းရဖို့ရန်အတွက်အပင်ငရဲကနေလွတ်မြောက်ဖို့ရန်အတွက်ယေရှုတပါးတည်တာလေရှိတယ်ဆိုတဲ့အနှစ်တည်းပဲဖြစ်တယ်ပထမကမ္ဘာစစ်မှာ1914ခုနှစ်မှာ British နဲ့ French ပြင်သစ်တွေပြီးမှ German တွေခရစ်စမတ်ကာလာရောတော့ဟူးဖက်က German အဖွဲ့တွေရောဟူးဖက်က British အဖွဲ့တွေရောဟူးဖက်က French အဖွဲ့တွေလည်း Silent night holy night စစ်မီပြီးမနော် Silent night တေးစင်ညာဆိုတဲ့တချီလေးကိုအာရပါရစစ်သားတွေတဏီယာမှာစုပြီးမှပထမကမ္ဘာစစ်မှာအာရပါရဖျောက်ကူကွယ်လက်ဆောင်လေးတွေပြီးပြီးမှတယောက်နဲ့တယောက်ဖျောက်ချင်းမွန်ကြတာပထမကမ္ဘာစစ်ကအဲ့လိုနဲ့ရပ်တတ်သွားတာနော် Wow so Christmas ကာလမှာဒီတချင်းအဖြစ်ကဘာယေကိုငင်းချမ်းရေးပြန်တည်ဆောင်လာမယ်ခဲ့တခင်ယေရှုဒီလူရာတိကိုခံယူပြီးမှကျွန်တော်တို့ရဲ့အပစ်ဝတ်ကြွေးတွေအတွက်လက်ဝါးကားတိုင်းမှာအတီခံဖို့ကျွန်တော်ကြော်ရောက်လာတဲ့အချိန်မှာခရစ်စမတ်ကာလမှာကျွန်တော်တို့ဝုန်းကနေကျွန်တော်တို့ရဲ့အာယုံထဲမှာရောက်ရှိလာဖို့ရန်အတွက်က
ပြီးကမ်းခြင်းပဲဖြစ်ပါတယ်ဖယားသခင်ကသူ့ရဲ့တပါးတည်သောသားတော်ကိုလောကမှာရှိလို့သခင်ယေရှုခရစ်တော်ဖယားကလည်းသူ့ရဲ့ခန္ဓာသူ့ရဲ့အသက်ကိုလက်ဝါးကားတိုင်းမှာအသက်ကိုပေးဆက်တယ်ပြီးမှမေတော်မာလိကလည်းသူအယမ်းချစ်ရတဲ့ယောသတ်နဲ့စစ်ဆက်ယုံမရှိသေးတယ်ယောသတ်နဲ့လည်းတခါမှမအိပ်သေးဘူးစစ်ဆက်ယုံမရှိသေးတယ်တန်ရှင်တော်ဝိညာဉ်တော်ရောက်လာပြီးမှကိုဝင်ဆောင်ပဲဆိုပြီးပြောတဲ့အခါမှာမေတော်မာလိရဲ့နှလုံးသားကိုကျွန်တော်အယမ်းတဘောကြသူအယမ်းချစ်ရတဲ့ယောသတ်ကိုသူ့ရဲ့ခန္ဓာတန်ရှင်တဲ့ခန္ဓာကိုတော့ပြီးချင်မှာပဲဒါပေမဲ့မေတော်မာလိကကောင်းကင်မှာရှင်းကြပြီးမှဝိညာဉ်တော်အားဖြင့်ယေရှုတည်းရဲ့ဝမ်းပိုက်ကိုငားရမ်းပြီးမှကိုဝင်ဆောင်ရလိမ့်မယ်လို့ပြောတဲ့အခါမှာဒီအတန်ကဖယားသခင်ထံကနေလာတဲ့အတန်ပဲဆိုတော့မေတော်မာလိကကောင်းကောင်းကြားနိုင်တယ်ကဲကောင်းကောင်းကြားနိုင်တယ်အဲ့အခါမှာဖယားပြောတဲ့အတိုင်းဖြစ်ပါစေတဲ့ဟာမေတော်မာလိသူ့ရဲ့အပြိုစင်စစ်သူချစ်ရတဲ့ယောသတ်ကိုမပြီးဘဲနဲ့ယောက်ျားနဲ့မအိပ်ဘဲနဲ့ကိုဝင်ရှိလာမယ်ဆိုတာကတော့သူ့ရဲ့ခန္ဓာတစ်ခုလုံးသူ့ရဲ့အပြိုစစ်ဖြစ်ခြင်းတွေအကုန်လုံးယေရှုအတွက်ပြီးဆက်လိုက်တာကျွန်တော်တို့တာဆိုလို့ရှိရင်ဖယားเจ้าလာဖို့တော့မှကျွန်တော်ချစ်သူကမလာခိုက်ဘူးဖယားเจ้าမှာယောက်ျားလေးအများကြီးရှိတယ်တဲ့ဖယားเจ้าမတွားနဲ့ယူတော့မယူရသေးဘူးဟိုအဝေးစင်ကာပူဖုန်းကနေဟေးမင်းအချစ်ရဲ့ဖယားเจ้าမလာနဲ့နော်အဲ့ဒီဖယားเจ้าကလူတွေကကြားတွေပဲကြောက်ရှာကောင်းတဲ့ယောက်ျားလေးတွေကနော်မင်းတမကောင်းမလေးကိုလိုက်စားတဲ့ဖွေအဲ့ဖယားเจ้าမတွားနဲ့တားတယ်ဖယားเจ้าငီမလေးဖယားเจ้าလာပါဦးလို့ပြောကျွန်တော်ချစ်သူကဖုန်းခေါ်ပြီးဖယားเจ้าမလာခိုင်ဘူးဆရာရဲ့တဲ့ကျွန်တော်ကတော့ကျွန်တော်ချစ်သူပေါ်မှာတစ္ဆာရှိတယ်ဆိုတော့လုံးဝအထင်လွဲမခံချင်လို့မလာတာပါဆရာရဲ့တဲ့မေတော်မာလိနဲ့တော့ကွာပါယောကိုချစ်သူကဖယားเจ้าမလာခိုင်းတော့မှကိုကလာရမှာကိုချစ်သူကဆယ်ဘူးတဘူးဒီမထဲမှာနဲ့လို့ပြောလေကိုထဲရမှာဖယားအတွက်ဆိုလို့ရှိရင်ကိုချစ်သူတော့မှလုံးဝမိခွန်းမမီးပဲနဲ့ကိုတဘောနဲ့ကိုဝင်ဆောင်ပစ်လိုက်တဲ့ဆိုတာကဒီမင်းကလေးကလည်းလွယ်တော့မလွယ်ဘူးဗျကျွန်တော်တို့ဒါဆိုလို့ရှိရင်တော့မေတော်မာလေးအချီနေဆိုလို့ရှိရင်လုံးဝပြီးဆက်ရဲမှာမလည်းမဟုတ်ဘူးကဲဒါအမျိုးသမီးတွေအတွက်ကျွန်တော်တို့ online မှာကျောင်းဖွင့်တယ်ကျန်းစာတင်တန်းကျွန်တော်တို့ကျောင်းသူမလေးတွေညအတိုင်း QT ကျန်းစာရေးရတော့နေ့တိုင်းစကားပြောချင်တော့အဲ့ဒီအမင်းကလေးကလည်းစာရေးရတာနဲ့အချိန်မပြီးနိုင်ဘူးသူချစ်သူနဲ့အဲ့အခါမှာနေကငါတို့လမ်းခွဲပြီတဲ့နော်ငါနဲ့ငါ့ကိုအချင်းပြီးစကားမပြောနဲ့လမ်းခွဲပြီတဲ့အဲ့မှာအသေးကွဲပြီးမှကျွန်တော်ကိုယ်တိုင်တော့မှနှစ်တိရသေးတယ်ဒီမလေးတယောက်ကဲဒါအမျိုးသမီးတွေကျွန်တော်တို့ဒါတွေကြုံနိုင်တယ်နော်ကဲဒုတိယယောသတ်အချင်းကြီးကခရစ်စမတ်ကာလမှာယေရှုမွေးဖွားတဲ့ယုံကြည်တဲ့ပြီးသွားပါပြီဒါပေမဲ့အသက်တာမှာတည်ဆောက်ဖို့ရည်ကြီးတယ်ယောသတ်သူအရာချီရတဲ့မေတော်မာရိစဉ်းစားဖို့လားမကြည့်ဘူးနော်ရတတ်အချီတွေကိုကြည့်တော့ဟာမဖြစ်နိုင်ဘူးငါတော့သွားပါပြီငါစစ်စထားတဲ့အမျိုးတစ်မျိုးကိုဝင်နေဆိုတော့သွားပြီစိတ်ဓာတ်တွေကြာပြီပါအဲ့မှာဘာလို့လဲဆိုတော့ tick 6တော့မေတော်မာရိရဲ့အဆက်မကွဲဖို့ရအတွက်တော့စက်တည်ရှိတော့ရတတ်ဖြစ်တဲ့အတွက်ကြောင့်မင်္ဂလိရဲ့အဆက်ကွဲမှုကိုကာကွယ်ပြီးမယ်တဲ့သူစိတ်ထဲမှာအဆက်မကွဲအောင်လုပ်မယ်လူရှိသူရှိမှာမေတော်မာလိရဲ့မိဘတို့ရှိပါရတက်ကလာပြီးမှဟေးဆိုမှနင်းတမီးဘယ်သူနဲ့အိတ်တာလဲအခုကိုဝင်နဲ့ချစ်ဒီမှာဟေးဘာဖြစ်နေဦးတာဘယ်သူနဲ့အိတ်တာလဲကျွန်တော်တို့ကလုံပါကျွန်တော်တို့သာဆိုရင်ပြောတာပါနော်ဒါပေမဲ့ရတက်ကမေတော်မာလိရဲ့မိဘတို့ရှိမှာတွားပြီးမှအပြစ်မတင်ဘူးလူရှိသူရှိမှလည်းမဖော်ပြဘူးအဲ့ဒါမှကျွန်တော်ဒီတိုင်းပဲ tick 6တော့ပဲထားခဲ့တော့မယ်
ဆိုပေမဲ့ညမှာအားရပါရသူအိတ်တယ်ကျွန်တော်တာဆိုရင်တညလုံးအိတ်နိုင်မယ်မထင်ဘူးနော်ကိုချစ်သူကိုဝင်တယ်ဆိုအိတ်နိုင်မယ်မထင်ဘူးဒါပေမဲ့တော့ရွတ်တက်ကတော့ကြက်တည်ရှိတော့ရွတ်တက်ဖြစ်တော့အားရပါရဆိုမှအိတ်ကောင်းကင်တမန်နဲ့ရောက်လာကျွန်တော်တို့ကအကျွေးတောင်းတာမပြေးတာတော့မှငှက်မအိတ်နိုင်တဲ့ဖွဲ့ဒီဟုတ်တယ်မလားဟိုတယောက်က90လေးလိန်သွားတာဒီကောင်ကလုတ်လိုက်ပြီပေါ့မစိပူးထားတယ်မကြည့်ဆိုတော့တကယ်လုံးမအိမ်နိုင်ဟိုလိတ်ဒီလိတ်တခါကျရီတောက်လိုက်ကော်ဖီတောက်လိုက်အိတ်တော့မလို့လုတ်လိုက်ဖုန်းကြည့်လိုက်တကယ်လုံးမအိတ်ပဲကျွန်တော်တို့ရှိကောင်းရှိနေတယ်ဒါပေမဲ့ရွတ်တက်ကဒီလိုဆိုးရွားနေတဲ့အခြေအနေမှာသူကကောင်းမွန်စွာ accept နိုင်တယ်ဆိုတာစက်တည်ရှိတော့ယောက်ျားဖျားကိုချစ်တော့ယောက်ျားဆိုတော့ဒီလိုဒုက္ခကြီးရောက်လာတဲ့အခါမှာ तू က easy ပဲကောင်းမွန်ဆိုတော့ accept နိုင်တယ်ဆိုတာကကျွန်တော်တို့ကဖျားဝင်းရင်တော့မဆာလို့ပဲဖြစ်တယ်ဒီနေ့မှာငွေကြီးကြီးကြောင့်မ accept နိုင်တဲ့သူတွေကျမ်းမာရေးကြောင့်အလုတ်ကြောင့်လေမယားရန်ဖြစ်လို့မ accept နိုင်တဲ့သူတွေချစ်သူကြောင့်ငါမ accept နိုင်တဲ့သူတွေဒီနေ့မှာရွတ်တက်ရတက်တီယူရအောင်ရွတ်တက်ကတော့သူ့ချစ်သူကိုဝင်ဖြစ်တော်ရလဲသူကောင်းမွန်စွာ accept ကောင်းကင်တမန်နဲ့အဲ့လိုပြဿနာကြားထဲမှာ accept တဲ့အခါမှာအင်မန်မှာဖခင်ကစကားပြောတယ်ကျွန်တော်တို့ဒီဒုက္ခကြီးကြီးမာမာထဲမှာရောက်တဲ့အချိန်မှာတစ်စစ်စွာအနာယူလိုက်တဲ့အခါမှာပြင်ဖခင်သခင်ကကျွန်တော်တို့ကိုစကားပြောလိမ့်မှာဖြစ်တယ်ဟာလေလုယာစကားပြောလိမ့်မှာဖြစ်တယ်ရွတ်တဲ့ရဲ့အသက်တာခုနာယူဖို့ဖြစ်တယ်ဆိုတော့ရွတ်တက်ကတော့အိမ်မက်ထဲမှာဟေးမကြောက်နဲ့ဒီမေရောမာလေးကတန်ရှင်တော်ဝိညာဉ်တော်ကြောင့်ဖြစ်တယ်လို့အိမ်မက်မှာကောင်းကင်တမန်လေးစကားလာပြောတဲ့အခါမှာသူကထလာတော့ဟာငါအိမ်မက်ကောင်းကင်တမန်စကားပြောပြီးငါယုံရမလားမသိဘူးကျွန်တော်တို့သာဆိုရင်တော့ယုံနိုင်မယ်မထင်ဘူးကိုစစ်စစ်ထားတဲ့မေရောမာလေးကိုစစ်ဆိုးပြီးမှဟုတ်တယ်မလားဒါတော့ငါစဉ်းစားလို့အိမ်မက်ဒီပါဆိုပြီးမှကိုဟာကိုမယုံကောင်းမယုံနိုင်ဖြစ်နေဒါပေမဲ့ရွတ်တက်ကတော့ဖယားစကားမှန်ကန်တယ်ဆိုတော့ကောင်းခွေချတတ်တဲ့စက်တည်ရှိတော့ရွတ်တက်လူငယ်လေးအသက်16ကိုရွယ်လို့ပဲရှိမှာပါ30အဲ့ဒီပတ်ဝန်းကျင်လို့ပဲရှိဖယားရဲ့အတန်တော်ကိုကောင်းမွန်စွာကြားနိုင်တော့ရွတ်တက်ဖြစ်တယ်ဒီနေ့ခရစ်စမတ်ကာလမှာကျွန်တော်တို့ဒီနေ့ဖခင်ရဲ့အတန်တော်ကိုကောင်းမွန်စွာကြားတတ်တော်တာသမီးတွေဖြစ်ဖို့ဖခင်သခင်အလိုတော်ရှိတယ်ဟာလေလုယာဒီနေ့ဆုတောင်းရအောင်ရွတ်တက်ကဖခင်ရဲ့အတန်တော်ကိုနားလေသဘောပေါက်နိုင်တယ်မေတော်မာလေးလေသူ့ဘဝမှာလုံးဝ upside down ဖြစ်နိုင်မဲ့အခြေအနေမှာဖခင်အတန်တော်ဖြစ်တဲ့လုံးဝနားလေသဘောပေါက်နိုင်တယ်ရွတ်တက်ကလည်းနားလေသဘောပေါက်နိုင်တယ်ကဲသူနီးသူစွာတူးထင်းတွေကလည်းလွတ်ကခန်းချင်းနေမှာသူတို့တူးကြောင်းနေတဲ့အချိန်နဲ့အလုတ်လုံနေတဲ့အချိန်နဲ့ company တစ်ခုမှာတူးကြောင်းနေဆိုဒီတိုင်းပဲအလုတ်အများနဲ့အကောင်းကင်တမန်ကြီးကနော်ကဲဒီနေ့မှာတဲ့ဒါဝိမြို့မှာဘာဖြစ်လဲကဲတင်ရှင်တို့တခင်ရှုယေရှုခရစ်ဖျားဖွားမြင်ပြီဆိုတော့ပြောရတဲ့အခါမှာတူးထင်းတွေကဘာလုပ်လဲဆိုတော့ဖျားအတန်တော်ဖြစ်တယ်တကယ်ဖျားသခင်အတန်တော်ဖြစ်တယ်ဆိုတော့တိတာတဲ့တပြိုင်နက်တည်းလုံနေတဲ့အလုတ်တွေကိုထားခဲ့တာတလမှာမလင်းငွေ2000 3000ထားခဲ့ယေရှုတွားကြည့်တာဒီနေ့မှာကျွန်တော်တို့ဒါအခြေအနေမှာတူးထင်းတွေထက်တောင်ကျွန်တော်အခြေအနေကပိုကောင်းတယ်စဉ်းစားကြည့်နော်တူးထင်းတွေထက်တောင်အခြေအနေပိုတူးထင်းဆိုတာတလမှာတကျင်တောင်ပြည့်မှတော့တို့ရောက်နိုင်မဲ့အခြေအနေမရှိဘူးတောထဲမှာပဲနေရတာတောမြိုက်ထဲမှာပဲနေရတာအဲ့မှာဖျားစကားတို့ကြားတခါတည်းတူးတွေကိုထားခဲ့ပြီးမှအဲ့တူးပိုင်ရှင်ကတော့တော်တော်ခံရတော့မှာပဲတူးတွေကကြားဆွဲပြီးတာမှတ်ဆွဲကိုဆွဲမှာပဲကျွန်တော်ထင်တာဘောနော်တွက်ကြည့်လေတွက်ကြည့်ကြလေနော်တူးတွေကိုထားခဲ့ပြီးမှတခါတည်းယေရှုစီအရောက်သွားတယ်ဒီနေ့မှာကျွန်တော်တို့အသင်းတော်မှာတက်တီထူဆရာငေလေးကျောင်းပေါ်အရွှာရှိတယ်သူကစေယုံမှာတလမှာကောင်းကောင်းလုပ်ရင်2000 3000ပတ်ဝန်းကျင်ရ
ဖခင်ရဲ့အတန်တော်ကိုသူသိတယ်ကျမ်းစာကြောင်းတက်ခိုင်းတယ်ဆိုပြီးတဲ့ချက်ချင်းမြန်မာပြည်ကိုပြန်ပြီးမှကြောင်းတက်မြန်မာတိုက်ပွဲရအခြေအနေဒီလိုလူတွေကယူပြီးထင်တယ်ဒီလိုကယူပြီးထင်တယ်မယူဘူးဖခင်အတန်တော်ချက်တတိရှိစီလုပ်ရရထားခဲ့တဲ့ရာတွေထားခဲ့ရမှာဒီနေ့မှဒီနေ့နော်ပြန်လဲပြီးမှအသက်တာခုနာယူဖို့တကယ်လက်တွေ့နော်တူးထင်းတွေရဲ့အသက်တာဘဝအသက်တာကိုကြည့်ချင်အားဖြင့်လုံနေတဲ့အလုပ်တွေကိုထားခဲ့ပြီးမှယေရှုမွေးဖွားရာဘဲရဟမ်မြို့တော်အရောက်အလုပ်တွေထားခဲ့ပြီးသွားတယ်ကျွန်တော်တို့ခွင့်ယူဖို့တော့မလွယ်အမျိုးမျိုးနဲ့ဒီနေ့မှာဖယားနဲ့ပတ်သက်လာရင်အချင်းအရာဖယားစကားမှရင်ကျွန်တော်တို့တတိရှိရှိနဲ့အချင်းရှိတုံးမှာကျွန်တော်တို့ကလုပ်ရဘာမှစကားပြောဆိုအခွင့်အရေးဆိုတခါနှစ်ခါမကြုံဘူးတဲ့တခါကြုံရင်တော့နောက်ထပ်အခွင့်အရေးထပ်ကြုံဖို့မလွယ်ဘူးဖယားရဲ့အတန်ဆိုဘဝတစ်ခုလုံးပြောင်းလဲစီနိုင်မယ်ဖယားရဲ့အတန်တော်ဆိုတာကလူတိုင်းမှာဖယားတကယ်စကားပြောချင်တော့ဖယားဖြစ်တယ်ဒါကြောင့်ဒီနေ့တူးထင်းတွေရဲ့အသက်တာအဖြစ်အားလုံးခုနယူကြရအောင်ကဲအချင်းကလည်းကုန်ပြီးအများကြီးပြောချင်တဲ့အရာတွေရှိပါသေးတယ်ဆိုတော့နောက်ဆုံးအဖြစ်ယေရှုဒီဘယင်တကာတို့ရဲ့ဘယင်ဖြစ်တယ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတိမိုသေပထမဆုံးအခန်းကြီး6ကိုကျွန်တော်ဖတ်ပြီးအဆုံးသတ်မှာဖြစ်ပါတယ်ဘယင်တကာတို့၏ဘယင်သခင်တကာတို့၏သခင်ဒီကာလအချိန်ရောက်သောအခါသခင်ယေရှုခရစ်သည်ထင်ရှားပေါ်ထွန်းခြင်းကိုပြတော်မူလိမ့်မည်ရှင်မဿဲခရစ်ယာန်အခန်းကြီး6ငယ်14မှာအဘေသူမြသခင်နှစ်ဦးရဲ့အစီကိုမခံနိုင်ဆိုတော့ကျွန်တော်တို့နှလုံးသားထဲမှာယေရှုဆိုတဲ့ဘယင်နှလုံးသားမှာနေရာပေးဖို့လိုအပ်တယ်ကျွန်တော်တို့ယေရှုကြွလာတာနေရာမရဘူးနွားစခွတ်ထဲမှာမွေးဖွားတယ်ပုံပင်တွေပဲပြောင်းနေဖို့မဟုတ်ဒီနေ့မှာတင့်ရဲ့နှလုံးသားထဲမှာနေရာရလာဘက်ရဟမ်မှာတော့နေရာမရဘူးနွားစခွတ်ထဲမှာမွေးရတယ်ဒီနေ့စင်ပီတာချတ်ဒီမှာ MCF မြန်မာခရစ်ယာန်ဖယ်လိုရှစ်မှာယေရှုနေရာရလာဒီနေရာမှာထိုင်ကောင်းထိုင်နိုင်တယ်နော်ယေရှုဒီနေရာမှာမွေးဖွားကောင်းမွေးဖွားနိုင်တယ်ကျွန်တော်တို့နှလုံးသားထဲမှာယေရှုတကယ်မွေးဖွားပြီလားယေရှုတကယ်ဘယင်နေရာဖြစ်ယူပြီလားတစ်ချက်တည်းပြောမယ်ဆိုရင်နှလုံးသားထဲမှာဘယင်တယောက်ဝင်လာပြီဆိုလို့ရှိရင်ဆူးရွာတဲ့ဝိညာဉ်ဆိုးတွေဘယင်တို့ယူလာတယ်ဆိုရင်လုံးဝကိုဖျားမကြိုက်တဲ့ကောင်ဆာလုပ်ပြီပဲအရက်တော့တယ်မင်းမရိုက်တယ်မကောင်းတာလုပ်တယ်ဘဲရိုက်တယ်အမျိုးပဲလောင်ကစားလုပ်တယ်ဝိညာဉ်နဲ့စန့်ကျင်တဲ့အရာတွေအထဲမှာဆာလုပ်လာဒါပေမဲ့ကျွန်တော်နှလုံးသားထဲမှာဖျားဆိုတဲ့တန်ရှင်တို့ဝိညာဉ်တော်ဖျားနေရာယူဘယင်နေရာထားတယ်ဆိုလို့ရှိရင်အဲ့ဒီဘယင်ရဲ့အမိကိုတော့နာခံရဒေါ်နယ်ထရမ်ကတခါတည်း president တက်လာတာဒုတိယချက်တနစ်ပဲရှိသေးတယ်လုံးဝ USA ပြောင်းလဲစီတယ်နော်ကျွန်တော်တို့နှလုံးသားထဲမှာယေရှုနေရာယူတယ်ဆိုလို့ရှိရင်ဘယင်နေဖြစ်ယေရှုဝင်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာကိုလုံးဝပြောင်းလဲစီရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်အသက်တာလုံးဝပြောင်းလဲစီရမယ်ဒီနေ့ကနေစပြီးကျွန်တော်နှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်သခင်ယေရှုခရစ်တော်ဖျားကိုဘယင်နေရာအဖြစ်ကျွန်တော်တို့နေရာပေးကြရအောင်ဆိုပြီးမှကျွန်တော်ခရစ်စမတ်ကာလမှာ message ဝင်ငါချင်တာဖြစ်ပါတယ်အယောစီတိုင်းကျမ်းမာစွာဖြင့်2026ခရစ်စမတ်ဒီချိန်ကာလမှာပြန်လဲပြီးမှကျမ်းမာနဲ့တယောက်မကျန်ဖျားသခင်ရဲ့မွေးနေ့ပွဲတော်ကိုအတူတကွဖျားကိုချီးမွမ်းကိုးကွယ်နိုင်ဖွင့်ရန်အတွက်အယောစီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဟုတ်ပြီအခုချိန်ကဘယ်လိုချီโอเคဟုတ်ပြီ